မင်္ဂလာပါ City Mall online ကိုတုံးပြီးတော့ကျမတို့ပစ္စည်းလေးတွေမှားတဲ့ဗီဒီယိုလေးပြပြချင်တာဖြစ်ပါတယ်ကျမတို့အရင်ဆုံး Play Store ထဲဝင် City Mall online app လေးကိုကျမတို့ download လုပ်ပါမယ် download လုပ်ပြီးတဲ့အခါမှာဒီ app ထဲကိုထပ်ဝင်ပြီးတော့အဲ့ City Mall online app မှာ register ကျမတို့လုပ်ပါမယ် register လုပ်ပြီးတဲ့အခါမှာသူကဘာတွေပေါ်လာမလဲဆိုတော့ဒီ promotion တွေရှိမယ်အဲ့ promotion တွေကျမတို့လိုက်ကြည့်မယ်ပေါ့နော်အပေါ်ဆုံးကဒီ promotion item တွေအကုန်ကြည့်လို့ရတယ်promotion တွေကြည့်ပြီးတဲ့အခါမှာကျမတို့ကဒီကိုလိုချင်တဲ့ပစ္စည်းလေးကိုလိုချင်လို့ရှိရင်ပစ္စည်းလေးကိုထောက်လိုက်ပေါ့နော်ထောက်လိုက်ပြီးတော့အဲ့ဒါလေးကိုကျမတို့ add to cart ထဲပေါ့နော် add to cart ထဲကျမတို့ထည့်လိုက်မယ် okay တခါတလေမှလည်းသူက online တွေခဏစောင့်ရတယ်ရှိတတ်တယ်ပေါ့နော်ကျမတို့အဲ့ဒါလေးကိုလိုချင်တာထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကျန်တာဆက်ကြည့်ပဲမလိုချင်ဘူးဆိုရင်ကျမတို့ပြန်ထုတ်လို့ရတယ်အဲ့တဲကလေးပေါ်မှာ limited လို့ဝင်နေတာလေကျမတို့ဒီပစ္စည်းတစ်ခုကျမတို့ထည့်ထားတယ်လို့ပြောတာဖြစ်ပါတယ်ကျမတို့ကဒီသုံးနေကြလို့ကဒါတီးပြီးသားပေါ့နော်ကြည့်စရာမလိုပါဘူးကဲလို့မသုံးဘူးကိုကစခုမှစသုံးနေတယ်ဆိုဒီဗီဒီယိုလေးကြည့်လို့ရှိရင်တစုံတရာထောက်ကူပြုမယ်လို့မျှော်လင့်ပါတယ်ကျမတို့ဒီမှာ promotion ချတဲ့ခောက်ဆွဲတို့ဒီ ready ဘူးတို့နော်ဟိုအသားလည်းရှိမယ်ကျမတို့အမိုးဝတ်သားပေါ့နော်ကိုကြိုက်တာတွေအကုန်ကြည့်လို့ရပါတယ်ဒီဟာဆိုလို့ရှိရင်1.3 to 1.6 kg ရှိမယ်အဲ့ဒါကို16800ပေါ့နော်ကိုအတွက်အဆင်ပြေတယ်ဆိုရင်ကျမတို့ဝယ်လိုက်လို့ရတယ်ကျမတို့ကဒီဟာကိုဝယ်လို့ရှိရင်သူက3000ဘိုးနဲ့အထက်ဆိုကျမတို့က delete ကပေးစရာမလိုဘူးပေါ့နော်ကျမတို့ကဒီမှာသူကဒီအလှပြင်ပစ္စည်းတွေလည်းရှိတယ်ဒီ cosmetic တွေမှာကျမတို့ကိုလိုချင်တဲ့ဟာတွေ discount တွေချတယ်ဆိုကျမတို့ဝယ်ပြီးတော့ယူထားမယ်ပေါ့နော်ကျမတို့ဒီတော်လိုက်ဆေးလေးလည်းသူ discount ချတာလေးရှိတယ်ဒီ discount ကလည်းသူရေးထားရရှိတယ်ဘယ်နေ့ကနေဘယ်နေ့အတွင်းပေါ့ခါလေးကြရင်ကျမတို့ဒီ barbell ကိုကျမတို့ကြည့်လိုက်မယ်ဆိုရင် barbell ကောင်းနေနော် barbell လေးရဆိုရင်ဒီဒီဇင်ဘာ18ကနေဇန်နဝါရီ9ရက်အတွင်းဆိုရင်ကျမတို့ကဒီဈေးနဲ့ရမယ်ပေါ့နော်ကျမတို့အဲ့လိုချင်တယ်ဆိုရင် add to cart ထဲကျမတို့ထည့်လိုက်မယ်ကျမတို့ထည့်ပြီးလို့ရှိရင်ကျမလိုချင်တာလေးဆက်ကြည့်ပါမယ်ပေါ့နော်ကိုမလိုချင်တာလေးဆိုလဲကြော်ပါမယ်ပေါ့လိုချင်တာလေးဆိုရင်ကျမကြည့်ပါမယ်ရွှေ tissue လေးရွှေ kitchen လေးလည်း kitchen tower ပါအဲ့ tissue လေးလည်းအဆင်ပြေတယ် discount လေးချနေ6300ဆိုတော့မစိုးဘူးပေါ့နော်ထောက်ပတ်သေးလေးလည်းနှလုံးဝယ်တစ်လုံးနဲ့ဆောင်ရမယ်ဘိုင်နူပေးဝယ်ဆိုလို့ပေါ့နော်နှလုံးဝယ်ပြီးကျမတို့တစ်လုံးသာပဲပေးရမှာမဟုတ်ဘိုင်ဝမ်ကဝမ်သဘောပါပဲနော်ကျမတို့စံနေလို့ခြင်းလဲဆိုလဲဒီစံနဲ့ဝင်ကြည့်လိုက်ရင်ကျမတို့စံနေရမယ်စီထဲမှာလည်းစီတွေရှိမယ်ကျမတို့ဒီအသားတွေနော်တကြားတွေကိုကြိုက်တာရွေးလို့ရတယ်စံလို့ခြင်းစံကျမတို့ထောက်လိုက်လို့ရှိရင်သူ rice တွေထောက်လိုက်ကျမတို့ဒီမှာမြားရွှေဘူပေါ်စံပေါ်လာတယ်ရွှေဘူပေါ်စံလို့ထောက်လိုက်လို့ရှိရင်ကိုယ်လိုချင်နေဆိုရင်add to cart ဆိုတာလေးဒီမှာထည့်လိုက်ရင်ကိုယ်ကတ်ထဲကိုကိုယ်ဒီလှဲလေးတွေကိုဒီရှိုးပေါ်စံလေးရောက်သွားမယ်ပေါ့နော်ကျမတို့အဲ့ဒါဆိုလို့ရှိရင်ကျမတို့ဝယ်ထားတဲ့ပစ္စည်းအပေါ်မှာ3ခုရှိနေပြီပေါ့โอเคကျမအသားတွေဆက်ကြည့်မယ်အသားတွေဝင်လိုက်ပြီဆိုရင်တော့ဘာတွေရှိမလဲဆိုတော့ဒီကြက်သားရှိမယ်ဒီဝက်သားတို့เนาะဒီမိထဲထဝင်ကျမတို့ဘာတွေရှိမလဲဆိုတော့ဝက်သားရှိမယ်အမဲသားရှိမယ်စိတ်သားရှိမယ်เนาะစိတ်သားတွေထဝင်မှာစိတ်သားမျိုးစုံရှိမယ်အမဲသားတွေထဝင်အမဲသားမျိုးစုံရှိတယ်ကြက်သားတွေထဝင်ကြည့်ကြက်သားဟိုမှာမျိုးစုံရှိမယ်အကောင်လုံးလားကျမတို့ဒီခြေထောက်တွေလိုချင်လားအယိုးလိုချင်လားချက်ပေါင်းသားယူမလားဒီမှာဆိုကျမတို့က300 gram to 350 gram ထင်တယ်အဲကျမတို့ကဟုတ်တယ်3ချောင်းကနေ4ချောင်းတွင်ရှာမယ်4ချောင်းနဲ့200ကျမယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ကျမလိုချင်တယ်ဆိုရင် add to cart ထဲကိုကျမတို့ထည့်လိုက်မယ်ထည့်လိုက်ပြီးကျမတို့ပစ္စည်းတွေပေါ့နော်ဘာတွေလိုချင်လဲပေါ့ကြည့်မယ်အဲ့လိုမလိုချင်ဘူးဆိုလည်းကျမတို့ပြန်ပြီးတော့ထုတ်လို့ရတယ်ကျမတို့ဒီ coffee တို့เนาะ coffee ဆိုလဲ coffee တွေမှာဝင်ခြင်း coffee ရှိမယ်အေးတွေရှိမယ် breakfast ထဲဝင်ခြင်းကျမတို့ကဒီ breakfast ဆိုတာထိုင်လိုက်ကျမတို့ဘာတွေပေါ်လာမလဲဆိုဒီပါမုတ်တို့ဘာလို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီအိမ်သုံးပစ္စည်းဆိုလဲအိမ်သုံးပစ္စည်းကျမတိုက်တဲ့ဟာတဖြည်းဖြည်းချင်းဝင်ကြီးနေဘယ်မှာဘာတွေရှိလဲဘယ်လိုလေးအဆင်ပြေလဲကျမသိတာပေါ့နော်ကျမကြိုက်တဲ့ဟာလေးကျမတို့ရွေးပြီးတော့ဝယ်လို့ရတယ်ကြိုက်တဲ့ကျမတို့ add to cart ထဲကျမထည့်ထားမယ်နော် snack ဆို snack တွေဝင်ကြည့်မယ်ပေါ့โอเคကျမတို့လည်းဝင်ကြည့်ပြီးတဲ့ခါကြလို့ရှိရင်ကျမတို့ဒီမှာဘာ promotion ရှိသေးတယ်ထပ်ကြည့်သေးရပါတော့တခါလေလာပို့တော့လည်းအဆင်ပြေသွားအောင်ပေါ့ကျမတို့အမှမဟုတ်ဘူးလိုချင်တာရိုက်ရှာခြင်းနဲ့ဆိုအပေါ်တော့အဲ့ search bar လေးမှာလေ Revlon လိုချင်တယ် Revlon တော့ရိုက်ရှာလို့ရတယ်မဟုတ်ဘူးကျမတို့masala water လိုချင်လဲ masala water ပေါ့ဒီ cotton pad လိုချင်လဲ cotton pad ပေါ့ C ရေလိုချင်လဲဆိုလဲ C ပေါ့မဟုတ်ဘူး premier လိုချင်လဲ premier ကိုစာရိုက်တဲ့တန်းသူရဲ့ဒီဟာလေးပုံလေးတွေပေါ်လာတယ်ပေါ့နော်အဲ့ကိုကြိုက်တာလေးကျမတို့ထည့်ပြီးတော့ယူထားလို့ရအဲ့ကတ်ထဲကိုကျမတို့ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်တဲ့အခါမှာကျမတို့ဒါလေးပစ္စည်းယူထားတယ်မလို့ကျဆိုကျမတို့ဒီ delete လေအဲ့ဒီ beta အမှိုက်ပုံလို့နှိမ့်လိုက်ကျမတို့ဒီပစ္စည်းရပြန်ထွက်သွားမယ်ပေါ့နော်အဲ့တော့ကျမတို့ကလိုချင်ရင်လည်းယူမလို့ချင်လဲဖယ်ပေါ့လိုချင်တာတွေကျမတို့ယူပြီးတော့ကျမတို့ဒီကောင်ကိုကျမတို့မှားတော့ကျမတို့ဒီမှာပေါ်တယ်အန်တာကူပွန်ကိုကျမတို့အဲ့မှာကူပွန်ကုတ်လေးရှိကူပွန်ကုတ်ဆိုတာကျမတို့လေအရှေ့ဆုံးမှာလာတဲ့ဒီကူပွန်ကုတ်လေးထည့်ပြီးကျမတို့အဲ့မှာ next လေးရွေးလိုက်တာနဲ့ရက်ရွေးပြီးအချိန်ရွေးပေါ့နော်အချိန်ရွေးပြီးကျမတို့ကဘယ်လိုမျိုးလုပ်လဲဆိုတော့ဒီ
အိမ်ရငွေချေလို့ချင်း cash on delivery ကိုနှိပ်ဒီပေးနေပေးချင်းပေးရင်လည်းပေးပေါ့ okay ကျမတို့မှာကျင်းသေးပြီဆိုရင်ကျမတို့မှာမယ် city rebel account ရှိရင်လည်း city rebel account ထဲ I accept terms and condition နှိပ်လိုက်ရင်ကျမတို့က order confirm ဖြစ်ပြီကြလို့I accept မနှိပ်ရင်တော့ကျမတို့က send ထဲကြည့်ထားလိုက်ရတယ် order confirm မဖြစ်ဘူးเนาะ I accept terms and condition နှိပ်မှာဒီကောင်က order confirm ဖြစ်ပြီကျမတို့အိမ်ကိုလာပို့မှာဖြစ်ပါတယ်